ကဲအဲ့ဆိုတော့ကလေးပဲစွန့်တော့မယ်အဲ့လိုဆိုလိုက်တော့မိခင်စိတ်မရှိဘူးဖခင်စိတ်မရှိဘူးဘလို့မအေးဖေးနဲ့ယူထားပြီးပြစ်ထားတယ်သွားအပြစ်မတင်နဲ့နော်မိဘအပြစ်လားကလေးကန်လားဟုတ်ကဲ့ပါဒါကတော့ကိုဝင်ရှိစဉ်တွေကကျွန်တော်တို့ကံပါလာတယ်ဆိုတဲ့အယူဆပါနော်လောတကတိတ်တာဆိုတဲ့ယဟန္တာမထေတပါအကြောင်းယဟန္တာဆိုပဲနော်အဲ့ယဟန္တာမထေအလောင်းလျာကလေးကတငါရွာမှာကိုဝင်ရတာပေါ့သူ့ကိုဝင်ရတဲ့ညတရွာလုံးမီးလောင် Oh my god မီးလောင်တာ9ကြိမ် Oh my god သူအမေပိုက်ထဲရောက်တဲ့ညစားပြီးတော့မမွေးခင်နော်ကိုဝင်မဲရှိသေးတယ်ရွာမီးလောင်တာ9ခါကိုဝင်မဲရှိရတော့ရှင်ဘရင်ကမင်းတန်ပေးလိုက်တာ9ခါ Oh my god ရွာသားတွေတောင်ကြကိုစိုင်းသွားတာပဲတခါမှတို့ရွာကြီးလို့မဖြစ်ဘူးကွာဘလို့လဲစဉ်းစားကြတော့တို့ရွာထဲမှာတော့လူယုံမှာတယောက်တော့ရောက်ပြီထင်တယ်အလုံးကြားကြတဲ့အတိုင်းပေါ့နော်ခလေးကကိုဝင်ရတဲ့နေ့ကစပြီးတော့ကျွန်တော်တို့တရားလုံးမှာမီးလောင်မှု9ကြိမ်ဖြစ်ပွားသလိုဘရင်ရဲ့ဒီလိုမျိုးအရေးယူခံရမှုတွေလည်းဖြစ်ပေါ်တယ်ဆိုတဲ့အယူဆကိုတရားထဲမှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့ကလောကကြီးအကျိုးစီးပွားဖြစ်ထိုးခြင်းမဖြစ်ထိုးခြင်းတွေတက်ရှိလူသားတွေနဲ့ပဲဆိုင်နေဆိုတာမိတ်ဆွေတို့တွေးခေါ်စဉ်းစားတင်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဘိုက်ထဲမှာကိုဝင်ရှိနေတဲ့အချိန်ကာလကဒီကလေးနဲ့တက်ဆိုင်ပါသလားကျွန်တော်တို့သတိပြုတင်ပါတယ်ပေါ့နော်ဘယ်အိမ်မှာမှန်းလဲမသိဘူးဘယ်သူ့သွားဆွဲမလဲနော်ဆွဲမရတော့ဘာလုပ်လဲဟေးအင်ကြီး1000တချမ်းခွဲกว่าရွာတောင်ပိုင်းနဲ့မြောက်ပိုင်းစစ်တမ်းထုတ်ခွဲလိုက်ပဲမင်းတို့ကတရွာတို့ကတရွာမဆိုင်တော့ဘူးလို့အဲ့လိုလဲခွဲလိုက်ရောအဲ့ကလေးပါတဲ့အချမ်းဟာငါးကိုရှာလို့မရဘူးတငါရွာမှာငတ်တာမပြောနဲ့သူမပါတဲ့အချမ်းလွတ်သွားပြီးအေးစစ်စစ်ငကိုလိုပဲတတရရပြန်ဖြစ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ဒီကိုဝင်ရတဲ့ကလေးဘယ်သူရှိမှရှိတယ်ဆိုတာကိုကျွန်တော်တို့စစ်ဆေးမဲ့အနေနဲ့လူစုတွေခွဲတယ်ပေါ့ခွဲနဲ့ကျွန်တော်တို့နေပြီးတော့ဒီလင်မယား2ယောက်ပဲကြံသွားတယ်ဆိုတာကကျွန်တော်တို့ဒါတရားကိုတူနဲ့ဖြတ်ပေးတာပါပေါ့နော်ဘယ်တော့ကြံသွားလဲဆိုခလေးလမ်းလျှောက်နိုင်တဲ့အရွယ်ရောက်သွားတယ်တဲ့ဘယ်နှစ်လောက်နေမပြော3နှစ်လောက်ပေါ့ဗျာတောက်သွားတတ်တဲ့အရွယ်နော်3နှစ်လောက်လဲရောက်ရောဖေးရပြောပြီမိမဒီကလေးကိုဝင်ရတယ်ဆို4နှစ်ရှိပြီငတ်တာငါဆက်ပြီးအငတ်မခံနိုင်တော့နင့်သားကိုနေချင်းလဲနေကြတော့ငါလစ်မှာတကယ်လို့နေအဲ့ကလေးစွန့်ညင်တယ်ဆိုလဲစွန့်လိုက်တော့ဒုလင်မရသွားမယ် Oh my god ထဲမခံနိုင်တော့ဘူးမိမလည်းစဉ်းစားတယ်ဒီယောက်ျားမှမရှိရင် तू ဒီကလေးကနေ तू ဒီကလေးရှိလဲတောင်းလို့မှမရတော့ तू ပါငတ်သေးမှာဟုတ်ကဲအဲ့ဆိုတော့ကလေးပဲစွန့်တော့မယ်အဲ့လိုဆိုလိုက်တော့မိခင်စိတ်မရှိဘူးဖခင်စိတ်မရှိဘူးဘလို့မအေးဖေးနဲ့ယူထားပြီးပြစ်ထားတယ်သွားအပြစ်မတင်နဲ့နော်မိဘအပြစ်လားခလေးကန်လားတချို့အရာခလေးကန်တော့ဒါတော့ကျွန်တော်တို့ခလေး3နှစ်သားအရွယ်မှာဒီသူတို့လှုပ်ရှားကန်စားလို့မရဘူးဆိုတော့ခလေးကိုကျွန်တော်တို့စွန့်ပစ်တဲ့အခါကျရင်ဒါမိဘတွေကြောင့်မဟုတ်ဘူးပေါ့နော်ဒါကခလေးရဲ့ကံပါလာတယ်ဆိုတဲ့အယူဆကိုပြောသွားတာတွေ့မြင်ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီလောက်3နှစ်သားအရွယ်လေးကဒီလောကကြီးအကျိုးစီးပွားကောင်းခြင်းမကောင်းခြင်းကိုကျွန်တော်တို့လောက်ပေးနိုင်တဲ့အချိန်ခါရောက်ပြီလားပေါ့နော်အဲ့တော့ကျွန်တော်တို့လောကကြီးဒီတက်ရှိလူသားတွေကပဲကျွန်တော်တို့ကောင်းခြင်းဆိုးခြင်းကိုဖန်တီးနေတာပေါ့နော်အခုလိုကျွန်တော်တို့ကိုဝင်ဆောင်တဲ့အချိန်မှာကစပြီးတော့ဒီဘိုက်ထဲမှာရှိနေတာမှာလောကအကျိုးစီးပွားကိုကျွန်တော်တို့ကောင်းကြီးဆိုးခြင်းကိုဖြစ်ပေါ်စေတဲ့ဆိုတဲ့အယူအဆကတော့ကျွန်တော်တို့မိတ်ဆွေတို့တဘာဝကြရည်လားပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြတ်စွာဘုရားရဲ့တစ္ဆာတရားဆိုတာကအကြောင်းအကျိုးဖြစ်တယ်အကြောင်းတရားကိုကျွန်တော်တို့ရှာလိုက်မယ်ဆိုရင်တကယ်လို့လောကကြီးက
ဆိုးကျိုးတွေဖြစ်နေတယ်ဆိုဥပမာဆိုကြပါစို့အဲ့ဒါဆိုကျွန်တော်တို့ကလူသားတွေဒီဆိုးကျိုးတွေမဖြစ်အောင်ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲတက်ရှိလူသားတွေပေါ့နော်အဲ့လိုမျိုးဆိုရင်ရောမိတ်ဆွေတို့လက်ခံပါသလားတကယ်လို့ဒါကျွန်တော်တို့ခုနလိုဒီဝင်ဘိုက်တွဲမှာရှိတဲ့ကိုဝင်ဆောင်ကတာဒီလိုမျိုးကန့်ပါလာတယ်ဆိုကျွန်တော်တို့ကအကြောင်းရင်းကိုကျွန်တော်တို့ဘယ်လိုရှာကြမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့မြတ်စွာဘုရားတာသနာကအကြောင်းအကျိုးတရားဖြစ်တယ်လို့အနာနဲ့ CS အောင်ကုသရတဲ့လမ်းစဉ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအကြောင်းတရားဆိုတာကယောဂဘာယောဂဖြစ်တာလဲအဲ့ယောဂကိုကျွန်တော်တို့ရှာတွေ့မှာကျွန်တော်တို့စေးပေးပြီးတော့ဒီယောဂနဲ့စေးနဲ့တဲ့ပြီးတော့ကျွန်တော်တို့ကြမ်းမာခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကခုနလိုပေါ့ဒီအကြောင်းအကျိုးညီညွတ်အောင်စဉ်းစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့လောကအကျိုးစီးပွားကိုဓာတ်ရိုက်ကြီးကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဘဒူတူတယောက်ကောင်ပြစ်တည်လို့ခြင်းမရှိပါဘူးမိတ်ဆွေတို့အယူအဆတစ်ခုဟာလောကအကျိုးစီးပွားပေါ်မှာကောင်းခြင်းဆိုးခြင်းတွေကိုဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့အကြောင်းစဉ်းစားတွေးခေါ်နိုင်ရန်တင်ပေးခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ